နေ့ခိုင်းတဲ့ပတ်သက်လို့ပြောရတော့ခိုင်းမှန်လူမှန်စီမှန်ကြောင်းနောက်တစ်ချက်ကပြီးခွာတဲ့အကြောင်းနောက်တစ်ချက်လမိုင်းအကြောင်းနောက်တစ်ချက်ဥပဒနာအကြောင်းပေါ့နော်အဲဒီပြောချင်တာတစ်ချောင်းတွင်ကျော်အိစာတွေကမေးဒီစီတိုင်းတော်မြတ်ကြီးရဲ့ဒိုင်းဝင်ဆရာမများအတွက်ဒိုင်းစစ်ဒိုင်းမှန်ရွှေအစ်စ်ဖြစ်ဖို့ရပါရီလိုအပ်တယ်ဆိုရင်ဒိုင်းမှန်ရလူမှန်ရမယ်ဆေးမှန်ရအမှန်လို့ဒိုင်းမှန်ရမယ်လူမှန်ရမယ်ဆေးမှန်ရမယ်ဒိုင်းမှန်ရမယ်ဆိုတာဒီဂိုင်းအင်းစီလက်ပွက်တလုံးမသုံးရဘူးဟုတ်လားဟုတ်ပါရဲ့ဗျာအောက်နမ်းမိစ္ဆာများနဲ့အောက်နမ်းများကိုပူဇော်ခြင်းပပခြင်းတော်ခြင်းမပြုလို့ရဘူးနတ်တို့ဓာတ်တို့အင်းတို့အောက်လန်းစီးတို့လက်ဖွဲ့တို့သုံးနေတဲ့အခြားဂိုင်းတွေဖြေပြောင်းခြင်းဝတ်ဖေးလောက်ကင်ဆောင်တဲ့ခြင်းပြုလို့ရကိုယ်ကိုင်းကအမိကိုယ်ကိုင်းကအဖဝေဖဘုရောများအစင်ဆက်ဆုံးမပြီးစီကံအတာမူပေါင်းတာသစ္စာတရားအတိုင်းသာလှုပ်ဆောင်ပြီးမပါရင်ဂိုင်းမှန်ရရောက်ပါသဘောပေါက်လားမသိဘူးဟုတ်ပါရဲ့ဗျာအခြားဂိုင်းတွေလုပ်ရင်ဂိုင်းမှန်ပါမလားမမှန်ပါဘူးဗျာအခြားအင်းစီလက်ဖွဲ့တလုံးဟုတ်လားဒါတွေသုံးနေတယ်တော့မှန်ပါမလားမမှန်ပါဘူးဗျာအောက်လမ်းမိစ္ဆာတွေအောက်နက်တွေဟုတ်လားကြက်တွေနက်တွေတရေတွေဒါတွေတွင်းမွေးပြီးတော့သူတို့နဲ့လုံးနေတယ်ဆိုရင်ဘယ်နဲ့တော့ဂိုင်းမှန်ပါမလားမမှန်ပါဘူးဗျာလို့ယူဘာလို့တော့ဒီမှာဝိဇ္ဇာတွေစောင့်နေတာဟုတ်ပါဗျာဝိဇ္ဇာတွေစောင့်နေတဲ့ပုဂ္ဂိုလ်ကမိစ္ဆာကိုဝါပြီးအထင်ကြီးပူဇော်ပသနေဝိဇ္ဇာနေပါဦးလားနေပါဦးဗျာမနေတော့ဘူးဟုတ်လားဟုတ်ပါရဲ့ဗျာအဲ့ဒီမြေတော်ပြောမဲ့ဆိုလို့ရှိရင်ဘယ်လိုပေါ့တရားကိုဆရာကြီးပြုစုရှိတယ်မရှိဘူးလားရှိပါရဲ့ဗျာတော်မြင့်ကြီးရောမပါဘူးလားဟုတ်ပါရဲ့ဗျာတော်မြင့်ကြီးကဥပည့်စုံအထင်ကြီးပဲတော့ဘုရားကကိုမဲကြီးသွားအထင်ကြီးပဲတော့လက်ခံမလားလက်ခံပါဦးဗျာအဲ့လိုပဲဟုတ်လားဝိဇ္ဇာကပဲတော့မိစ္ဆာကအထင်ကြီးရင်လက်ခံပါမလားလက်ခံပါဦးဗျာလက်ခံဘူးအဲ့ဒါဒိုင်းမှန်ကိုရင်းကြည့်လားရင်းကြည့်ပါဗျာကိုဖာဆိုင်ကြီးဘူတန်သစ္စာတရားတိုင်းဟောစိကံပေါင်းတယ်တော့မလုံးလားလုံးပါရဲ့ဗျာလူမှန်ရမယ်ဆိုတာပါလေဒိုင်းတို့ရဲ့သစ္စာတရားများကိုမကျိုးမပေါက်မပြောက်မကြောက်သစ္စာရှိစောင့်သိမှုမလုံးလားလုံးပါရဲ့ဗျာဘုရားဒီလိုမေသာကျွေးတာမစားပါဘူးဝိသီတာမတော့သူများသားများလည်းရောက်ပြမဖောက်ရပါဘူးယောဂမရှိတဲ့လေများဘုရားသစ္စာတွေမရှိဘူးလားရှိပါရဲ့ဗျာနောက်ကျဆိုတော့ဂိုင်းစုပ်ကျုပ်ရှိရဆရာကြီးရဟုတ်လားဒီစီးရီကွာဥပ္ပဒေဆရာကြီးကိုတော့လာမပုံကအောင်ဆိုမရှိဘူးလားရှိပါရဲ့ဗျာကိုဒီသစ္စာတွေစောင့်သိဖို့မလိုလားလိုပါရဲ့ဗျာအဲ့တော့ဂိုင်းတော်ကြီးရဲ့စီးမင်းစည်းကမ်းတွေတော့မရှိဘူးလားရှိပါရဲ့ဗျာဒီစီးမင်းစည်းကမ်းတွေလိုက်နာဖို့မလိုလားလိုပါရဲ့ဗျာအဲ့လိုပဲဟုတ်လားသစ္စာရှင်နဲ့ပြီးလားပြီးပါဘူးဗျာဂတိကျပြီးဘူးလို့အားလို့လေဂတိကျပြီးဘူးပါဗျာဂတိပြုံနဲ့ပြီးလားပြီးပါဘူးဗျာဂတိပြုံနဲ့မတိတိကျကျစီရင်မှုလည်းမလိုလားလိုပါရဲ့ဗျာသဘောပေါက်လားမသိဘူးဟုတ်ပါရဲ့ဗျာအဲ့တော့ဒုစရာတွေဖြစ်ပြီးတော့အပြောအဆိုအနေအထိုင်တို့စီရင်ဖို့မလိုလားလိုပါရဲ့ဗျာဆရာကြီးဆိုမှဥပမာပသက်ခတ်ပေါ့တပင်လေးဟုတ်လားဆိုကြပါငွေတီတီနဲ့ဟုတ်လားနောက်တစ်ချက်ဆိုကြပါလို့လေကလုံးလေးနဲ့ဆိုမကောင်းဘူးလားကောင်းပါရဲ့ဗျာဒါသမားရဲ့တုံပြီးပေါ့ပါဒေတာထိုင်တာအစပြောတာဆိုတာအစတို့ဘယ်နဲ့ယဉ်ကျေးသိမှုမလိုလားလိုပါရဲ့ဗျာနှုတ်ကြီးကန်းနေစီတော်ပါလိုပါဘူးဗျာတို့တော်ကဆရာကြီးကပြောလို့လည်းရက်ွက်တဲ့ပစိုးလန်ပြီးဇုတ်ပေါ်ဇွတ်ဆဲတော့ဟောပြောတယ်ဒါလားရှိကြောသဘောပေါက်လားမသိဘူးဟုတ်ပါရဲ့ဗျာကိုယ်ကမူရနှုတ်မူရစောင့်သိဖို့မလိုဘူးလားလိုပါရဲ့ဗျာနောက်ဆက်မှာဖြစ်မေးတဲ့တောင်းစီကိုယ်မူရနှုတ်နဲ့ဂိုင်းကြတာတို့ဆရာကြီးဖြစ်ပြီးလောင်းကစားလို့တော့ဟောပါမှာမှန်ပါဘူးဗျာအဲ့ဆရာကြီးဂုံးကြတယ်မှတ်ဟုတ်လားဟုတ်ပါရဲ့ဟိုတို့ဆရာကြီးပြောနေတဲ့ဖီရင်တော်ရှိပြီးတော့ဆရာပဲကြက်တိုင်ကျဖိုင်ဘူးဆရာဘွားပြီတော့လည်းတော့ပြပွဲလာဘွားပြီဆိုတော့ဟင်ဘယ်လိုဆရာကြီးရှုတာရှိပါရဲ့ဗျာဟိုလောင်းစားရုပ်တွေမှာဟုတ်လားဘွားပြီလောက်တာရောရှုတာရှိပါရဲ့ဗျာဖေးရိုက်တာရောရှုတာရှိပါရဲ့ဗျာလောက်ပါတယ်ဟုတ်လားဟုတ်ပါရဲ့ဘလူးမှန်ဖို့ဆိုတာကတော့အောင်လို့ဖြည်းဘဝပြတ်သွားတယ်ပြီးလို့ရှင်ဖခင်ဒီစကားတွေပြောကြားအောင်ကြားမှာဆိုးရတယ်လောကကြီးကပြောသလိုပဲအရက်တော့တဲ့လည်းကတော့မဆိုးဘူးလေမိမဆုပ်တဲ့လည်းကတော့မဆိုးဘူးလေဟင်ခုနကတော့လောင်ကစားလုပ်တဲ့ဆိုးတယ်တကယ်ချင်း၄ယောက်ရှိတာ
တယောက်နဲ့တယောက်ကောင်းစားရင်ဟုတ်လားကုညီစောင့်ရှောက်တာဗရန်လို့ပြောတာတကယ်တည်းတော့ရှင်ပြန်ဖြစ်သွားတာဟာသူခရီးတော့ဝဲခံတာတကယ်ကြီးယူသွားမှာလို့ဒီကြီးစီသွားတယ်ပေါ်ကိုင်းနဲ့ခရီးတိုင်လို့ဒီမလိုလုံးမှာဟာတကယ်ချင်းငါစောင့်ရှောက်ကြိုက်တာလို့ဆက်အဲ့တော့ရေသမားလည်းတောက်တယ်ဘိန်းလဲစားတယ်ဖိုးလဲရှူတယ်အန္တရာယ်တဲ့တဲ့လူတော့မကုန်ဘူးလေ။အိုးမင်းလေးတွေဟုတ်လားကြောအပါကိုတက်ဆုပ်တဲ့ကောင်မလေးအခုပြလို့တော့လိုက်ကလေးတို့ PDB တို့ပွားမှာပေါ့ကဇင်ကန်နှိတ်ကန်တဲ့တော့ယူတော့မကုန်ဘူးလေ။အဲလောင်စားသမားကြပါဖြစ်တော့အဲလောင်စားနဲ့ချက်တော့ယူလောင်စားလောက်တော့လောက်ရအဲတကယ်ကြီးရေးကငါဖဲရှုပ်မင်းနန်းတော်ဖဲပုံရဲတာမင်းစင်းပြီးဟောဘယ်လိုလောင်စားသမားကြဘယ်လိုတိုင်းပြည်မှာပြုတ်သွားတာဟုတ်လားတို့လည်းလောင်စားသမားတွေပြီးတာဖြာပေါ်နေတယ်ဟုတ်လားဟင်အဲ့ဒါတို့တော့တာပါသဘောပေါက်လားမသိအဲ့ဒီပိုင်းကြီးရှိတယ်နော်ဒီကတော့ဘုံပိတ်တာနော်အဲ့တော့ဆိုကြပါစို့တို့လောင်စားလက်မှာတော့တော်ပါမလားဂိုင်းမှန်လူမှန်လူမှန်ဘုံမတူလားလူမှန်နောက်ချက်ပါဆင်းမှန်ဟုတ်လားဆင်းမှန်ဖို့ဆိုတာဘာလို့လဲဒီနေ့ချက်မှာဒီဂိုင်းကိုရလားဘိုးတော်စစ်ကြမင်းတို့ဘိုးတော်ကြီးကိုဖွင့်ဆက်တဲ့စီရဖို့လိုရမှာလိုပါဘူးမနေ့ကပြောလို့လည်းကနာကရံဖြူထီးပဲဘယ်သွားရှာဘယ်သွားရှာပါလဲဘိုးတော်စစ်ကြမင်းခိုင်တဲ့တန်လေးကိုဘယ်သွားရှာဘယ်သွားရှာပါလဲတောင်ညာဇန်ဒေဝီမေဒီမိဖုရားကြီးရဲ့မိမကိုကောင်းချင်းနားပြန်ကြံရလက်ခံနဲ့ပြီးဆုံးမိဖုရားရဲ့ပန်တော်ကြတန်ဘယ်သွားရှာရှိပါဦးမလားမရှိပါဘူးရှိတော့ဘူးဟုတ်လားဆင်းမှန်ဖို့ဆိုတာဘိုးတော်ဦးနဲ့ပြောသလိုပဲသစ္စာရှိမှဆေးရဟုတ်လားဟုတ်ပါရဲ့သစ္စာရှိမှဆင်းမှန်ကသစ္စာမရှိရပါလားမရပါဘူးသစ္စာမရှိမရတော့ဘူးလေဒီဒီကမှာဟုတ်လားဟုတ်ပါရဲ့ခင်ဗျအဲ့တော့ဆိုကြပါစို့နောက်တစ်ချက်ဘိုးတော်အစဉ်ဆက်ဒီစီရော်ကြီးတွေ့လာတဲ့စံတက်တိုင်ွေးရှိတဲ့သူမသားလေးဆေးစစ်ဆိုတာရရံတန်မှန်တန်ပြီးစမ်းနေတဲ့လူကြီးဆေးစစ်ရပါလားမရပါဘူးသဘောပေါက်လားမသိဘူးဟုတ်ပါရဲ့ခင်ဗျဆိုင်ကယ်စီးတဲ့လူဆိုင်ကယ်တွန်းနေတဲ့လူဆိုပြဿနာမရှိဘူးဟုတ်လားအဘာလုံးကြီးတဲ့ထက်စီပါပြဿနာရှိပါမရှိပါဘူးမရှိတဲ့လူရှိရင်ရံတန်မှန်တန်စီတောင်းတိုက်ပြောက်တိုက်ကုန်တိုက်ရတာပဲဟုတ်လားဟုတ်ပါဘူးအဲ့ကောလေးရှူတာရှိပါဘူးတကယ်ကိုတွန်းကျင်တဲ့ပုဂ္ဂိုလ်လားတကယ်ကိုစစ်စမ်းတဲ့ဟာဘူးလို့ရလားနော်အာနာပါဝါရီတွဲအချင်းခါတဲ့ပုဂ္ဂိုလ်ဝိမသာရင်စီစီရပါဟုတ်လားဟုတ်ပါတယ်ခင်ဗျာဒါကြောင့်ဂိုင်းမှန်လူမှန်စိမှန်မှုမလိုလားလိုပါတယ်ခင်ဗျာစိမှန်မှုလိုတယ်ကြောင့်လားဒီဘောလေးတွေရှိတယ်နောက်တစ်ချက်ကဘာဖြစ်လို့လဲကျွန်တော်တို့ဂိုင်းမှာညသွားပြီအေးအဖေနဲ့ခေါ်ကြတယ်ဟုတ်လားကိုယ်ဆရာကလည်းအဖေခေါ်ကြတယ်ကိုယ်ဆရာကြီးကကိုယ်လိုခေါ်ကြတယ်မရှိဘူးလားရှိပါတယ်ခင်ဗျာဒါအဖေခေါ်ခံရတဲ့အကြောင်းပြောချင်တာအဖေခေါ်ခံရတဲ့ကုံပုတ်ကတော့ဟာလဲတဲ့နော်ကျွင်းကျော်အိစ္ဆာတရားမိတ်ဒီစီကိုင်းတို့မြက်ကြီးမှာအဖဘိုးတော်များနဲ့ဂိုင်းတော်ကြီးရဲ့အကြီးအမှုဆရာကြီးများဂိုင်းတော်ကြီးအဖဘိုးတော်များနဲ့ဂိုင်းတော်ကြီးအကြီးအမှုဆရာကြီးများကိုဂိုင်းတော်ကြီးပြည်သူရှင်ဖခင်ဖြစ်သည့်အတွက်ပြည်သူရှင်ဖခင်ဖြစ်သည့်အတွက်အဖေကြီးလို့တပည့်ရခေါ်ကြတာဟုတ်ရဲ့လားဟုတ်ပါရဲ့ခင်ဗျာဒီနေရာမှာယနေ့ရွှင်တော်ဂိုင်းမှာဆရာအတော်တော်များများကမိမိရဲ့အသက်အရွယ်မထောင်ဆရာကြီးကြီးတော့ခုနပြောတော့အောင်မြင်ဖို့လောက်ရှိတယ်အဖေနဲ့ပေါ့သားလေးတို့ဒီရှောက်တော့ဘယ်နဲ့လဲအဲ့တော့မိမိရဲ့အသက်အရွယ်မိရဲ့ဂုဏ်အင်္ဂါတွေကိုမဆောင်စည်းကြဘူးလေအဖေကြီးစက်တန်ထွင်နေတဲ့ရွှင်တော်ဆရာကြီးအတော်များများတွေ့ရတယ်မတွေ့ရဘူးလားတွေ့ရပါဘူးအဲ့တော့ဟုတ်ပြီဘာဘိုးတော်ပွင့်တာ1318ခုနှစ်မှာထွက်တယ်ဘီဘိုးတော်က1325ခုနှစ်မှာထွက်တယ်အဲ့တော့ဒီဘိုးတော်ရဲ့ဂိုင်းလုံးတဲ့ဘယ်နှစ်တော့9နှစ်1318 19 20 21 22 23 24 25ထွက်တယ်ဘိုးတော်ပြတဲ့ဒီဘိုးနဲ့မှာရှိတယ်ဘိုးတော်ပြတဲ့ဂိုင်းလုံးက9နှစ်ထဲ9နှစ်ခွဲတော့စိတ်ဆင်းရဲသွားတယ်လောက်စိတ်ဆင်းရဲသွားတော့ဘာကြောင့်စိတ်ဆင်းရဲလို့ဒီကိုမလိုလားလိုပါတယ်ဘာကြောင့်စိတ်ဆင်းရဲဂိုင်းမှာဂိုင်းတော်ထဲမှာဆရာလူကတော့အဖေများနေတယ်ဒီဘုရားလည်းအဖေပဲအောက်ကသားလေးကြီးကြီးဖြစ်တယ်လေအဖေစတန်ကိုလည်းတော်တော်ကိုထိန်းရသိရဖြစ်တယ်ဒါဒီဘုရားတို့လက်ထက်ကခုမှရှိတာမဟုတ်ဘူးသဘောပေါက်လားမသိ